ဒီမိယုဖလာဗုဒ္ဓဘာသာဆိုတာဘိုးဘွားမိဘတွေအစဉ်ဆက်ကဗုဒ္ဓဘာသာအကြောင်းကိုပြောတန်ကြားနဲ့ဟုတ်လားဘုရားတရားတန်ခါကိုပူဇော်ကိုးကွယ်ပြီးတော့ဘုရားကျောင်းကတော့အလူလို့ဥပုသ်ဆောင်နော်တမယုတ်ကြလုံနေကြအလုပ်တွေအခုလုံနေကြတာပေါ့နော်အစင်လာလို့ခေါ်တယ်ပေါ့နော်မိယုဖလာအစင်လာလို့ဒါပေမဲ့မြတ်စွာဘုရားရဲ့တရားတော်ရှာအဲ့ဒါအစဉ်ဆက်ကလာတဲ့ဥစ္စာတွေတိုင်းလုပ်ရင်မပြည့်စုံအဲ့တော့ဖေတို့ထဲထဲဝင်တရားဓမ္မကိုအစဆုံးနှစ်ချက်လိလာတဲ့လူတွေရဲ့ပညာပြီးမှနော်အကုန်လုံးအစဆုံးနားလေတယ်အဲ့လိုအစဆုံးနားလေပြီးကျင့်မှပေါက်မြောက်ထူကဲတော့အကျိုးကျေးဇူးကိုခံစားရနောက်ပြီးတော့ဒီလိုတရားဓမ္မကိုထဲထဲပေါက်ပြောတယ်ဆိုတော့တဘောရတဲ့အတွက်ပြောတာမဟုတ်ဒီဘောကတည်လုံးပြီးနောက်จิตတမ်းမဝင်မချင်းနိဗ္ဗာန်မရောက်ချင်းကဘာပေါင်းများစွာကိုကျင့်နေတဲ့အခါကျတော့ဟုတ်လားဘဝကောင်းကြီးပိုင်ဆိုင်ပြီးတော့တန်တရားခရီးကိုဖြတ်တန်းနိုင်အောင်လို့တရားဓမ္မကိုအတိအကျလိုက်နာကျင့်သုံးနိုင်အောင်ပြောတာဒါလည်းအခုဖျားပွင့်တဲ့ဖျားသာသနာဖျားစာကြီးထွန်းကားနေတော့မရနော်ဒီဥစ္စာတွေကနောက်နှစ်ပေါင်း300လောက်ဆိုရင်ဒီအခုဖေပြောတဲ့ဗုဒ္ဓဘာသာရဲ့တရားစာတွေကကွယ်ပြောက်ကုန်တယ်လူတွေကမကျင့်သုံးရင်ကွယ်ပြောက်မှပြောတာနော်အခုလိုပုံစံတိုင်းသွားရင်ကွယ်ပြောက်သွားနိုင်တယ်ကွယ်ပြောက်သွားရင်အဲ့နှောင်းလူတွေနောက်300ထက်ပိုင်းနှောင်းလူတွေက300နောက်ပိုင်းနှောင်းလူတွေဟာတော်တော်တနာစရာကောင်းတယ်မြတ်စွာဘုရားရဲ့အခုလိုအဖေပြောတဲ့တရားစစ်တရားမှနေမသိရင်သူတို့အပေလေးပုံမှကျင့်နေရတော့ငရဲတိရစ္ဆာန်ပိဋ္ဌာအတူလည်းပြန်မှကျင့်နေရတော့အဲ့ဒါကိုရှေ့စာအုပ်မှာလည်းအသေးစိတ်ဖြေရပြတော့ခဏကျတော့အဲ့လိုမကျင့်လေရအောင်ကိုကပထမဦးဆုံးဗုဒ္ဓဘာသာဝင်စစ်ဖြစ်ဖို့မနေ့ကပြောတဲ့ဥပါတကာနဲ့ဥပါတိကာဆိုတဲ့နာမည်နဲ့လက်လုံးညီတဲ့မိမယောက်ျားဖြစ်အောင်လုပ်ရတယ်နော်ဥပါတကာဆိုတာကသမိစာအုပ်ထဲမှာဖြေထားတယ်လို့ပေါ့ယရဏသုံးပါးကိုကိုးကွယ်စည်းကပ်သောနော်ယရဏသုံးပါးဆိုတာတရဏဂုံသုံးပါးကိုပြောတာစည်းကပ်ကိုးကွယ်သောတီသူကြီးငယ်အမျိုးသားကိုဥပါတကာခေါ်တယ်နောက်တစ်ခါယရဏသုံးပါးဖြစ်တဲ့တရဏဂုံကိုကိုးကွယ်စည်းကပ်တည်နေပြီးတော့နော်ကြီးငယ်မဟုတ်အမျိုးသမီးငယ်တွေကိုဥပါတိကာလို့ခေါ်နော်မိမနဲ့ယောက်ျားကိုခွဲခြင်းတဲ့အတွက်ဥပါတကာကယောက်ျားဥပါတိကာမိန်းမသူကဘာလဲဆိုယရဏသုံးပါးတမျိုးတို့ဖရာယရဏတရားယရဏတန်ခါယရဏဆိုတဲ့ယရဏသုံးပါးကိုကိုးကွယ်စည်းကပ်ရမယ်နော်နောက်ယရဏသုံးပါးတရဏဂုံတည်ရဆိုတော့အဲ့ယရဏသုံးပါးကလွယ်၍ကျန်တဲ့ဘာသာတရားတွေကိုကိုးကွယ်မှုမရှိပါဘူးနတ်ဒီပြမာတွေဟလာထာဝရဘုရားသခင်တွေဟလာအလာရှင်မြတ်တွေအဲ့လိုတခြားယုံကြည်ကိုးကွယ်ရာတွေကိုမကိုးကွယ်တော့ပါဘူးလို့ခံယူထားပြီးတော့ခံယူထားတဲ့သူကိုတရဏဂုံတည်သူလို့ခေါ်နော်အဲ့လိုတရဏဂုံပထမဆုံးဥပါတကာအမိခံခြင်းတရဏဂုံတည်ရဘုရားတရားတန်ခါကိုယုံကြည်ကိုးကွယ်စိကရအမျိုးသမီးဆိုရင်ဥပါတိကာပေါ့နော်အဲ့ဒါပထမဦးဆုံးအဲ့ဒီအခုလူတွေကယရဏသုံးပါးကိုစိကကိုးကွယ်တဲ့အခါမှာသူကဘယ်လိုစိကကိုးကွယ်တုံးဆိုရင်ဘုန်းကြီးကျောင်းရောက်မှဥသုံးချိန်ချတာတို့ကိုဘုရားစိန်ရှိရောက်မှဥသုံးချိန်ချတာတို့ကဒါကြုံလုံးကိုးကွယ်စိကတာကိုရင်ထဲမှာသာရစိကဖို့ကဘယ်လိုလဲဆိုအမြဲတမ်းအလုပ်တစ်ခုပဲလုပ်ခရီးသွားရင်လည်းဖြစ်ဘာပဲဖြစ်ယရဏသုံးပါးကိုဘုရားယရဏတရားနဲ့တန်ခါမှတ်တပါတခြားကိုယ်ကိုယ်ရမရှိပါဤသုံးပါးကိုအစင်သာဝရတိတပံတက်စုံကိုယ်ဝယ်ပါပြီကိုယ်ဝယ်ပါမည်လို့အတိတ်တံပြုပြီးအမြဲတမ်းစိတ်ကအောက်မိတ်နေရတယ်အဲ့လိုအောက်မိတ်ပြီးတော့ရက်ွက်တွေပဲသွားအခုသမီးတို့လိုထိုင်းကိုပဲသွားခရီးဘယ်လိုပဲသွားလမ်းမှာတွေ့ရင်မြတ်စွာဘုရားကတော့မတွေ့နိုင်တော့ဘူးပေါ့နော်သူကပြိဋိနိဗ္ဗာန်ပြီးသွားအဲ့တော့မြတ်စွာဘုရားကိုစားစီကြီးပထုကျောင်းကနေရောက်လို့ရှိရင်ဘုရားကိုပွားတည်ထားတဲ့ဆင်းတုတော်တွေစီကြီးတော်တွေကိုဘုရားအမှတ်နဲ့ရှိခိုးဥတိုက်ရတွေ့တယ်နောက်ဈေးသွားတယ်ခရီးဘယ်လိုသွားသင်္ကန်းဝတ်နဲ့သွားတဲ့
ဘုန်းကြီးတန်ဃာတွေတွေ့လို့ရှိရင်ဟလာရုပ်တရက်တွေ့လိုက်ပြီဆိုလို့ရှိရင်ချက်ချင်းလူဟာယူရီတမှုနဲ့လောက်လေးရှိပြီးတော့စုံလေးရပ်ပြီးတော့လမ်းဖက်ပြီးပကုံးချင်းချင်းပြီးမသွားရဘူးဥပမာအချိန်ရတယ်ဆိုရင်ကိုယ်ကစက်ဘိန်းတို့ဆိုင်ကယ်တို့နဲ့သွားရင်လမ်းဘေးမှာတန်ဃာတော်တွေဆွမ်းခံနေတာတွေ့တယ်ဟေ့ဆိုလို့ရှိရင်လမ်းဘေးမှာအသာလေးဆိုင်ကယ်လေးကိုရပ်ဆိုင်ကယ်ဘောကဆင်းစက်ဘိန်းဆိုရင်စက်ဘိန်းဘောကဆင်းပြီးတော့တန်ဃာတော်တွေဆွမ်းခံကြပြီးတပါးလေးဖြစ်နှစ်ပါးဖြစ်သုံးပါးဖြစ်တန်းဆုံးဖြစ်သွားတာကိုလက်ကလေးရှိပြီးအဲ့တန်ဃာတော်တွေကိုယူရီတမှုနဲ့လောက်လေးရှိပြီးတန်ဃာတွေဆုံးသွားတော့မှဆိုင်ကယ်လေးဘောကတက်ပြီးတော့လူရခရီးကိုသွားကားပေါ်မှာတွေ့ရဆိုအချင်းပြကြော့ပါတယ်သူရှိရဖြတ်ပြီးတော့ယူနဲ့လက်ဥရှိလေးကြော့ရှိပြီးကိုမျိုးသွားခုနေရကိုယူတွေ့တဲ့နေရာတိုင်းမှာကာဗရတရားဆိုအဲ့လိုယူသူတမှုကိုအစင်မမြဲပြုလုပ်နေတာဟာယရနာသုံးပါးကိုထာဝရကိုခြင်းတချို့ကျတော့ဘုန်းကြီးเจ้าမှာတွေ့တဲ့ဘုန်းကြီးကိုဖျားစီမှာတွေ့လို့ရှိရင်ဖျားဥတုံချိန်ချပြီးကျန်တဲ့ရက်ွက်ထဲတွေပါဒီမှာဘလူတန်ဃာတော်တွေပဲတွေ့တွေ့ဟလာကိုကိစ္စနဲ့ကိုသွားတော့စပိန်နဲ့ဆိုရင်လည်းဝူးကနေဖြတ်သွားလိုက်တာပဲဆိုင်ကယ်နဲ့ဆိုလည်းဝူးကနေဖြတ်သွားလိုက်တာပဲဆုံးခံနေမှမသိဟလာမှန်ဈေးဝယ်နေတဲ့ဆိုရဲတန်ဃာကြတော့သူကဝိနည်းလေးနဲ့နည်းနည်းလွတ်တဲ့ခါကျတော့သူတို့ရှောင်တိန်ပြီးဟုတ်လားလောက်လေးမရှိလို့ကိစ္စမရှိတချို့ဆရာတွေကျတော့အိမ်ကြီးတိတ်ခါရှိတယ်လေနော်ဆုံးခံများတော့ပြင်ဆုံးခံကြွတဲ့ကိုတော်တွေပေါ့နော်များတော့ပြင်ဒါဆုံးခံကြွတယ်ဆိုဒါအိမ်ကြီးတိတ်ခါနဲ့သူ့ရဲ့တနတ်စာအတွက်အလူဒါနပြုတဲ့စေနာရှင်ကိုရှာပြီးတော့ဆုံးခံတယ်ဒါမျိုးကြတော့ဆိုင်ကယ်တို့စပြီးမို့ဆင်းပြီးတော့ယူတူတူလေးကိုယ်စိတ်ကိစ္စဘလောက်ပဲအရေးကြီးနေကြီးနေရိတ်ကလေးကနေဖိအဲ့တန်ဃာတန်းနေတဲ့နေရာကိုလောက်လေးရှိပြီးကာဝရပြုအဲ့လိုလုံမှတာလည်းဥပတကညီတယ်အဲ့ဒီဥပတကညီတယ်ဆိုတာဟာထာဝရအလုတ်ခန့်လိုက်တဲ့အစဉ်နဲ့အလုတ်ခန့်လိုက်တဲ့ဝန်ထမ်းနဲ့တူတယ်ယာယီဝန်ထမ်းမဟုတ်ဘူးယာယီဝန်ထမ်းနဲ့အတီခန့်လိုက်တဲ့ပါမန်နဲ့ဝန်ထမ်းနဲ့မတူဘူးဆိုတာသိတယ်မလားနော်အဲ့လိုအဆင့်တန်းကွာသွားနော်ကိုကဥပတကဆိုရယ်ဂုံနဲ့ညီအောင်အဲ့လိုယူတည်မှုကိုနေရာမရွေးအရှင်ကြီးမှတွေ့လို့ကာဝရပြုရင်တမီးကတာမန်တကာမှမဟုတ်ဘူးတမီးတို့စီပြီးတော့ဥပတကဥပတိကဘုရားဟောတဲ့အဲ့ဒီနာမည်နဲ့ကိုက်ညီတဲ့မြင့်မြတ်တဲ့သူတော်ကောင်းအုပ်စုတွေဝင်သွားပြီအဲ့ဒါကိုပထမဦးဆုံးပြောခြင်းနော်ဒါကြောင့်မို့တရဏဂုံတရားဆိုရတနာသုံးပါးကိုအမြဲတမ်းကိုးကွယ်မယ်လို့အဋ္ဌံပြုတယ်အဲ့ရတနာသုံးပါးတရဏဂုံဆိုရတနာသုံးပါးကိုပြောတာရတနာသုံးပါးကိုအမြဲတမ်းကိုးကွယ်စိတ်ကတဲ့နေရာမှာဘုရားကျောင်းကလည်းဘုန်းကြီးကျောင်းတွေ့မှမဟုတ်ဘူးဘယ်နေရာမှာပဲတွေ့တန်ဃာတော်ကိုလက်ရှိပြီးယူတယ်တမှုပြုအဲ့ဒါကိုဝင်လေးပြီးတော့လှုပ်ရှုပ်လို့ပါလို့မလုပ်နဲ့မြင်လိုက်တဲ့နဲ့တန်းပြီးတော့ဆိုင်ကရက်ပြီးတော့သူများတွေလှုပ်မလှုပ်လို့ကိုလှုပ်ဖို့ရည်ကြီးတယ်ကိုဒီမြင့်မြတ်တဲ့လူဖြစ်ဖို့ပဲရည်ကြီးတယ်ဗမာလူမျိုးကအဲ့ဒါမျိုးလုပ်ရင်ရှစ်တတ်တယ်လीအဲ့ဒါကောင်းတဲ့လုပ်ကိုကြတော့ရှစ်တယ်မကောင်းတဲ့လုပ်ဒီကြတော့ရှစ်ရကောင်းမှမသိဘူးနော်အဲ့လိုမျိုးပြောနေအဲ့ဒါဆိုရင်ကောင်းတဲ့လုပ်ကိုလုပ်ရမှာရှစ်ပြီးတော့မကောင်းတဲ့လုပ်ကိုလုပ်ရမှာမရှစ်တဲ့လူဟာဆိုရင်တမန်ကြီးဖြစ်တာအစင်တမ်းမမြင်တော့လူအစင်တမ်းမြင်ခြင်းလဲဆိုအဖေပြောတဲ့ဥပတကဥပတိကဖြစ်အောင်လုပ်ဒါပထမတစ်ချက်နော်နားလိုက်နော်ဒီနာသုံးပါးကိုနေရာဒီတမကိုယ်ပဲစီကမယ်နောက်ဒုတိယကဘာလဲဆိုတော့ခါကြတော့တန်ဃာတော်အရှင်မြတ်များနေနဲ့ဓမ္မနုက္ခဟပစ္စယနုက္ခအပြင်အပြန်လာမိကိုတာဝန်ကိုစီလက်တွဲဆောင်ရွက်ကြရမည်ဒါနကံသီလကံဘုံကြီးဝေယဝိဆလူဝေယဝိဆတွေကိုအဲ့ကိုကိုွယ်တဲ့ဘုံကြီးကျောင်းတွေကဘုံကြီးတွေနဲ့လက်တွဲပြီးတော့ဟာလာဝေယဝိဆတွေလုပ်ပြရမယ်ဥမာဘုံကြီးကျောင်းမှာအလူဒါနပြုမယ်ဟေးဆိုလို့ရှိရင်အဲ့ကိုွယ်တဲ့ဘုံကြီးကျောင်းမှာသွားပြီးဝေယဝိဆတွေလောက်ကင်ကူပေးတာအချိန်ရရင်ပေါ့နော်နောက်ကဘုံကြီးတွေမှာအလူခံပိုင်ခွင့်ရှိတဲ့ပစ္စည်း၄မျိုးပဲရှိတယ်ဆွန်းသင်္ကန်းကြောင်းစီနော်ဆွန်းလူခံရမယ်လူခံပိုင်ခွင့်ဆိုဆွန်းနောက်နေစရာအကြောင်းလူခံလို့ရတယ်သင်္ကန်းမရှိရင်သင်္ကန်းလူခံလို့ရတယ်စီဝါမရှိရင်တောက်တဲ့စီဝါလူခံလို့ရတယ်ကျန်တဲ့ဖုံးတို့ကားတို့ကျန်တဲ့ဝေယဝိဆတွေအလူခံပိုင်ခွင့်မရှိအဲ့၄ပါးပဲအဲ့၄ပါးပြင်ပငါ့ကိုငွေလူကြအောင်ငါ့ကိုကားလူကြအောင်ငါ့ကိုကက်ဆက်လူကြအောင်ငါ့ကိုဟိုတင်ပါလေတက်ဘလက်တီ
ဖုန်းတွေလှူကြအောင်ဆိုလို့ရှိရင်အဲ့ဒါဆိုရင်ဝီနည်းနဲ့မညီဘူးကိုယ်လူခံလည်းကိုပေးရမလို့ဘာမှမဖြစ်ဘူးအဖြစ်လည်းမဖြစ်ဘူးနော်တပည့်တော်ပစ္စည်းလေးပါအတွက်တာဝန်ယူပါတယ်ဆိုတက်နိုင်သင်္ကန်းမရှိဘူးဆိုသင်္ကန်းဟလာဆုံးကနေမကောင်းလို့ဖြားနာလို့ဆုံးကမကြွနိုင်ဘူးဆိုတပည့်တော်ဆုံးပုတ်ပေးမယ်ဆုံးခံစားတဲ့ကိုယ်လေဆိုတာမြင့်မြတ်တဲ့အတွက်ဆုံးခံတယ်ဆိုလို့ရှိရင်ကိုယ်ဆုံးလောက်မယ်ကိုဘိုးတဲ့ဘုန်းကြီးကြီးသီလဓမ္မတွေပညာနဲ့ပြည့်စုံတဲ့ဘုန်းတော်ကြီးကိုဘတဲ့ဘုန်းကြီးတွေနာမကျမ်းဖြစ်တယ်ဆိုရင်စီကံပုတ်ပေးမယ်စီထုတ်ပေးမယ်စီဝဲပေးမယ်အဲ့ဒါအဲ့ပစ္စည်းလေးပါလို့ရင်အလူဒါနမြောက်မြင့်မြတ်တယ်ပေါ့သူတို့လိုကဒါပဲအဲ့ဒါတွေကိုပစ္စည်းလေးပါးနဲ့ပတ်သက်လို့ဟလာဘုန်းကြီးလိုရရင်လူပေးမယ်နောက်ပြီးတော့ပစ္စည်းလေးပါးနဲ့ပတ်သက်လို့ဟလာကျောင်းမှာသာသနာနဲ့ပတ်သက်လို့တရားပွဲတွေလုပ်မယ်လူတန်းတွေလုပ်မယ်ဘုန်းကြီးကျောင်းမှာလုပ်တဲ့ဆိုရင်တွားပြီးလုပ်ကိုကန်ကြည့်တယ်ဆိုလို့ရှိရင်အဲ့ဒါကိုဓမ္မနုက္ခဟာလို့ခေါ်တယ်နောက်ကပစ္စယနုက္ခဟာဆိုတာကအဆုံးအပြေပြောတယ်လို့ပေါ့လိုအပ်တဲ့ပစ္စည်းတွေကိုဖန်ပြီးပေးတယ်ဆိုလို့ရှိရင်ရတရားပွဲကျင့်ပမယ်ဆိုလို့ရှိရင်ကိုကတရားပွဲဖြစ်မြောက်အောင်လို့အစဉ်ပြင်လုပ်ပြီးတာတို့ကားနဲ့ပို့ချိုးလုပ်ပြီးတာတို့အဲ့ဒါတွေပြောတာပေါ့ကွယ်နော်အဲ့တော့နောက်တစ်ခါကိုကဘုန်းတော်ကြီးတွေနဲ့ညီကပ်ညီပြီးရင်ဘုန်းတော်ကြီးရဲ့ဝိနည်းတွေကိုသိရနော်အဲ့ဘုန်းတော်ကြီးရဲ့ဝိနည်းတွေကိုကဘယ်လိုသိရမလဲဆိုတန်ခါကုံ9ပါးထဲမှာတမျိုးပြီးတဲ့စောက်တယ်မှာတန်ခါကုံ9ပါးကိုပြန်ကြည့်လိုက်ပထမ4ပါးကိုအဲ့တန်ခါတော်ဒီကြင်ကြံကြိုးကြိုးအားထုတ်နေတယ်ညီတလားမညီဘူးလားပေါ့နော်ကြင်ကြံပထမကဆိုတော့ကောင်းသောအကျင့်ပေါ့နော်ကောင်းသောအကျင့်ဆိုတာကောင်းသောစကားပြောတယ်ကောင်းသောအလုပ်လုပ်တယ်နော်ဒီလူတွေလုပ်တဲ့အလုပ်တွေမဟုတ်ဘူးရဟန်းတန်ခါတွေလုပ်တဲ့အလုပ်တွေကတရားထိုင်တယ်တရားကျင့်တယ်တရားဟောတယ်နော်ဒါဘုန်းကြီးလုပ်တဲ့အလုပ်အဲ့ဒါဆိုရင်ကောင်းသောအကျင့်နောက်ဖြောင်းရသောအကျင့်ဆိုတော့ဒီဘုန်းတော်ကြီးဟာတရားကျင့်ကြံအားထုတ်ပြီးတော့နိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုဟောပြောပြီးသူကိုယ်တိုင်ကျင့်အဲ့လိုအကျင့်ကိုဖြောင်းမှတ်သောအကျင့်လို့ခေါ်နောက်အယူအသေးပြုခြင်းနဲ့လျော်ကောင်းအကျင့်သောအကျင့်ဆိုတာသင်္ကန်းမှာအပြင်ထွက်လို့ရှိရင်ဘုန်းတော်ကြီးမှာဝိနည်းရှိတယ်လက်ကတော့ထိုးဝေးရတယ်နော်ဒီချိန်ချက်ဒီပိုင်းနဲ့တွားလို့ရှိရင်ဒါဝိနည်းနဲ့မညီဘူးပေါ့နော်ဆောင်းကန်ကြွတယ်ဆိုလက်ကတော့ထိုးပြီးဆောင်းကန်ကြွရတယ်နောက်ကဆိုင်ကယ်ဒီမှာသင်္ကန်းကြီးဖာလာနဲ့စီးနေတာတို့သင်္ကန်းကြီးဘူဒီပတ်ဒီနဲ့ကားမောင်းနေတာတို့နောက်ပြီးတော့လူတွေနဲ့တွေ့ပြီးတော့ဖျားဘူးသွားစီးပြီးထွက်ဝယ်တယ်ဆိုဒါအယူသည်ပြုခြင်းနဲ့ပြောကန်တဲ့အကျင့်မဟုတ်ဘူးဘုန်းကြီးတွေအဲ့လိုမျိုးမကျင့်ရဘူးနော်အဲ့ဒါလူတွေကအဲ့ကျင့်စဉ်နဲ့ချိန်ထိုးရတယ်နောက်တစ်ခုကနိဗ္ဗာန်ရောက်ကြောင်းတရားကို तू ကဟောလူတွေကိုဟောပြရမယ်သူကိုယ်တိုင်လည်းနိဗ္ဗာန်ရောက်ကြောင်းတရားကိုကျင့်ရတယ်နော်အဲ့လေးချင်းနဲ့ညီတဲ့တန်ဃာတော်တွေဆိုလို့ချင်းမြင့်မြတ်တဲ့တန်ဃာတော်တွေဖြစ်တဲ့အတွက်အဲ့တန်ဃာတော်တွေအဲ့လိုအကျင့်လေးမျိုးနဲ့ကျင့်နိုင်အောင်ကိုကအားပေးရမယ်နော်အဲ့တော့ဒီနေ့ကတော့ဒီလောက်ပဲအဲ့လိုအခုအဖေပြောတဲ့ဆောင်းရံချောင်းရံလေးတွေကိုရေအနှစ်ပြန်ချုပ်မယ်ဆိုလို့ရှိရင်ယေဒနာ၃ပါးကလွယ်တခြားဘာသာတွေကိုမကိုးကွယ်ပါဘူးအဲ့ယေဒနာ၃ပါးကိုကိုးကွယ်တာကိုတတရဏဂုံတည်တယ်လို့ခေါ်တယ်အဲ့လိုတည်ရမယ်ဥပတကဥပတိကာနောက်တစ်ခုကတန်ဃာတော်တွေလူတဲ့ပစ္စည်းလေးပါသွန်သင်္ကန်းကြောင်းစီကိုလူတန်းပြီးတော့ဖန်တီးပြရမယ်တန်ဃာတော်နဲ့မအပ်တဲ့ဟာတို့ဖန်တီးပြစရာမလိုဘူးနောက်ကျောင်းမှာတန်ဃာတော်တွေဝေယဝိစကိုကျောင်းကိုတွားပြီးတော့ဆောင်ရွက်ပေးမယ်ဒီ၃ချက်ပဲဖတ်လိုက်တယ်အဲ့လို၃ချက်ကိုကြည်ကြည်ပြင်းပြင်းတမီးထမ်းဆောင်နိုင်ပြီဆိုရင်ဥပတကဥပတိကဂုံနဲ့ညီတယ်အဲ့ကုံကဒီရရှင်းပြမှတတ်မှတ်လို့ရတယ်ဒီရရှင်းမပြပဲနဲ့ငါဥပတကပဲဥပတိကပဲဆိုပြီးနေခြင်းလို့နေလို့မရအဲ့တည်းမှာနည်းခဲစနည်းနည်းလေးပါလေးကတမီးတို့အတွဲအလေးချင်းလေးပြင်ရမလဲဆိုရင်ရက်ွက်တဲ့လူနေတဲ့တွဲတွားလာရင်ဆုံးခံကြတဲ့ဖုံးတော်ကြီးမြင်လို့ချင်းဖြတ်သွားဖြတ်လာလောက်တာအင်မတန်ရုပ်ပြသူများတွေဘယ်လိုပဲသူများတွေကနားမလဲလို့အဲ့ဒါတန်ဃာကိုဘုန်းကြီးเจ้าနဲ့ဘုရားရှင်ချိန်မှာပဲယူတည်ပြီးရက်ွက်တမမယူတည်တယ်လို့ဖြစ်တဲ့အတွက်တမီးဒီလိုတိတရားဝင်စီပီယိုဒီလိုတရားပဲရက်ွက်တမတွေ့ရင်အဲ့တစ်ချက်ကလေးကိုတော့ဆုံးခံကြတဲ့တန်ဃာတော်တွေဝီနီနဲ့ညီသွားတဲ့တန်ဃာတော်တွေကြည်ညိုစရာဆင်းနဲ့တွေ့တဲ့တန်ဃာတော်တွေတွေ့ရင်ဆိုင်ကယ်တို့ကားတော့မဆူလို့ပေါ့နော်ဆိုင်ကယ်တို့စပင်းတွေဆင်းပြီးတော့ကိုကအဲ့တန်ဃာတော်တွေခက်လန်းလန်းလေးမှာ
မတ်တရပြီးလက်ရှိပြီးတော့ကြောပါတယ်ဖျားလို့လုပ်ပြီးရနော်အဲ့ဒါဆိုရင်သမီးကဥပတကဥပတိကဖြစ်သွားပြီနော်အဲ့ဒါကသူတော်ကောင်းဖြစ်တဲ့လမ်းကြောင်းရဲ့အစပဲအဲ့ဒါမှမကျင့်တော့ရင်မရဘူးကိုဟိုဒါနလေးပြုလိုက်တခါတည်းဘုံရင်ကျောင်းကိုသီလလေးတော့စောင့်လိုက်ဆိုတော့ဥပတိကမဖြစ်ဘူးအခုကဆင်းရဲနဲ့လူသားတယောက်ကိုပဲအသွင်ပြောင်းပေးလိုက်တာနော်အဲ့ဒါဒီဘဝထဲမဟုတ်ဘဝစက်တိုင်းသမီးအပေလေးပါမကြဘူးဒီရဲ့တိတ်ဆံပိတ်တာအတူတူပဲမဖြစ်ဘူးအပေပိတ်တဲ့တရားအပေပိတ်တဲ့ကျင့်စဉ်အဲ့တော့လူဘုံနတ်ဘုံကျောင်းဘုံလူဘုံနတ်ဘုံများအဲ့မှာကောင်းတဲ့ဘုံတွေချမ်းသာတဲ့ဘုံတွေမှာကျင့်နေပြီးနောက်ဆုံးသမီးနိဗ္ဗာန်ရောက်သွားလို့နော်နောက်ရက်ဒီကြတော့ဥပဒကကြီးကိုကျင့်သီလဘယ်လိုကိုကျင့်သီလလဲအဲ့ဒါတရရှင်းပြောတယ်ပြောပြအချက်ကလေး၃ချက်ပဲနော်ယန္နာ၃ပါးဒီကကိုရမယ်ယန္နာ၃ပါးကလူကြီးတခြားဘာသာရပ်တွေကိုမယုံကြည်မကိုးကွယ်ပါဘူးဆိုတာဟာတရဏဂုံတည်တာဒါပထမတစ်ချက်နော်ဒုတိယတစ်ချက်ကတန်ဃာတော်တွေလိုအပ်တဲ့ပစ္စည်းက၄မျိုးပဲရှိတယ်ဇွန်သင်္ကန်းကြောင်းစီဒါတွေကိုတက်နိုင်သမျှလေးလိုအပ်မှနော်လူတန်းပေးရမယ်နော်နှစ်ချက်တက်တဲ့ချက်ကဘာလဲဆိုရင်ဘုရားကျောင်းကတွားပြီးတော့တန်ခါဝေယဝိသနော်တန်ခါနဲ့ပတ်သက်တဲ့ဒါနသီလကံဝေယဝိသတွေတရားဝဲလုပ်မယ်တရားထိုင်တဲ့အခင်းကျင်းတွေလုပ်မယ်ဟိုတဲ့ကျွေးမွေးတဲ့ဒါနကံတွေဘယ်သူတွေလဲလားဟာလာကိုမိတ်ဆွေပဲဖြစ်ဖြစ်ကိုယ်တိုင်ပဲဖြစ်ဖြစ်လုပ်မယ်ဆိုရင်ဘုန်းကြီးကျောင်းတွားပြီးတော့လှုပ်အားနဲ့ကူညီတယ်ဆိုတာကအဲ့ဒါဝေယဝိသကုတုအဲ့၃ချက်ကိုရရင်တမီးကဥပတကရဲ့ပထမဝင်ပေါက်ကိုရသွားပြီဒုတိယဝင်ပေါက်ကတော့သမီးကိုပေးထားတဲ့စာထဲမှာဥပတကဤကိုကျင့်ဒီလာတို့ဥပတကဤအသက်မွေးမှုဥပတကဘယ်လိုလုပ်ငန်းတွေကိုအသက်မွေးရမလဲနောက်ကဥပတကဟာလာဆုပ်ယုပ်ကြောင်း9မျိုးဥပတကမဖြစ်တဲ့အချက်9မျိုးအဲ့ဥပတကမဖြစ်နိုင်တဲ့အချက်9မျိုးကိုပြောင်းပြန်လာလိုက်ရင်ဥပတကဖြစ်နိုင်တဲ့အချက်9မျိုးနော်နောက်တစ်ခုကဘာလဲဆိုဥပတကဤဂုံ10ပါးဟုတ်တယ်မအဖေဆိုရင်ကြောင်းကြည့်ဆိုလို့ရှိရင်ဟလာဘွဲနှစ်ခုရှိတယ်အဲ့ဘွဲနှစ်ခုကဂုံပဲလေ BSc ဘွဲရယ် BED ဘွဲဟုတ်တယ်မလားဥပဒကလည်းအဲ့လိုအချက်လက်တွေနဲ့ညီရင်ဥပဒကဖြစ်မြောက်ပြီးဥပဒကလို့တတ်မှတ်နိုင်တဲ့ဂုံရင်က10ပါးရှိတယ်နော်နောက်ကဥပဒကတွေပိုင်ဆိုင်တဲ့အင်္ဂါ5ပါးဘယ်လိုအင်္ဂါရှိရမလဲအဲ့ဒါ5ခုကတရချင်းပြည့်ချင်းပြောပြသွားမယ်နော်ဒီနေ့ကတော့ဥပဒကနဲ့ဥပတိကာရဲ့အ내အဓိပ္ပာယ်နဲ့သူတို့ဥပဒကဖြစ်ဖို့ဆိုပထမဝင်ပေါက်ကဘာတွေကိုယုံကြည်ကူးစားရမလဲဒါလေးပဲ